ရှုစားနားဆင်အရသာခံကြည့်ကြပါခင်ဗျာပထမအမှတ်စဉ်1ဖြစ်တင်ဆက်မှာကဂီတစာဆိုစိန်မောင်မြင့်ရဲ့လက်ရာအဲ့ဒါကိုမောင်သိန်းဆွေဆိုခဲ့တဲ့ဒီဖြစ်ပါတယ်အခုတော့မောင်စီဟကျော်ရဲ့အသံလေးနဲ့နားဆင်ကြည့်ပါလို့